မင်္ဂလာညာချမ်းလေးပါနော်တက်ရှိချမ်းမှာစိတ်ချမ်းသာလိုရဆန္ဒတွေပြည့်စုံပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်ဒီနေ့မှာဆက်မလေးကရတရားလေးတစ်ခုကိုလာပြီးတော့ပြပြရပါဒါကတော့ចောင်းသားចောင်းသူတွေအတွက်ပေါ့နော်ဘလို့ရတရားလေးလဲဆိုလို့ရှိရင်နော်မိမိတို့ရဲ့ပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးအဟန့်တာအနှောက်အယှက်တွေမရှိဘဲနဲ့မိမိတို့လိုချင်သောပန်းတိုင်ကိုအမြန်ဆုံးရောက်ရှိအောင်လွယ်ကူကူနဲ့ရောက်ရှိအောင်အဓိကတော့ပေါ့နော်ပညာရေးနယ်ပယ်မှာလဲကံဉာဏ်ဝရိယဆိုရဲပေါ့နော်ဉာဏ်ပညာ၃ခုနဲ့ပြည့်စုံမှလာနေမိမိတို့ကမိမိတို့ဖြစ်ချင်တဲ့အရာတွေမိမိတို့ရဲ့ပန်းတိုင်ကိုလွယ်ကူလေးမြတ်စွာရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒါကတော့တစ်ဖက်တစ်လမ်းကနေပြီးတော့ကံကိုဆင့်ပေးတာပေါ့နော်။ကံကိုမြင့်ပေးတဲ့ရတရားလေးပါ။ပြန်တဲ့ခါမိမိတို့ရဲ့ပေါ့နော်ဉာဏ်ပေါ့နော်တစ်ခါတလေကြာမှာတချို့ပေါ့နော်တချို့သူတွေခုနှစ်သားသမီးတွေမှာတချို့ကဉာဏ်ပညာရန်ကောင်းတယ်တချို့ကတော့နည်းနည်းပေါ့နော်အားနည်းသူတွေရှိရဲ့အဲ့ခါမိမိစာကိုမေ့တာပေါ့မိမိရဲ့စာကိုမေ့တာပဲဖြစ်ဖြစ်မိမိရဲ့ပေါ့နော်စာမွဲဖြစ်စင်မှာပဲဖြစ်ဖြစ်မိမိစာမှတ်တဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်အုံနောက်အလုံးမလုပ်တဲ့အခါတွေမှာမိမိအဲ့အုံနောက်ကိုလည်းပြန်ပြီးတော့ပွင့်လန်းမယ်မိမိရဲ့ပညာရေးမှာလည်းထူးထူးချွတ်ချွတ်မြောင်မြောင်နဲ့ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးဘာရတရားလေးလဲဆိုလို့ရှင်နော်မခက်ခဲပါဘူးရှင်အရန်ကိုလွယ်ကူပါတယ်ငွေကုန်ကြေးကြလည်းမများဘူးငွေကုန်ကြေးကြလည်းနည်းတဲ့ရတရားလေးပေါ့နော်အဲ့ဒါကတော့ဖရားရတရားလေးပါအကျိုးလဲထူးပါပါရှင်အဲ့ဒါကတော့မိမိတို့ရဲ့နေအိမ်မှာရှိသောဖရားကျောင်းဆောင်မှာမနက်အာယုံတက်မနက်မိုးလင်းပေါ့နော်ရောင်ကြည်တန်းတဲ့အချိန်မနက်6နာရီပေါ့နော်မနက်6နာရီ42မှ5မိနစ်ဒါမှမဟုတ်လို့ရှင်6နာရီထိုးပေါ့နော်6နာရီအတိသုံးမော6နာရီ45မိနစ်အချိန်ကြီးနဲ့မိမိရဲ့ဖျားကျောင်းဆောင်နေအိမ်မှာမိမိဒီဖျားနိုင်အဝါရောင်လေးတစ်ထိုင်ကိုထွန်းညှိပြီးတော့ဒီဝါတာပတိပေါ့နော်ဒီဝါတာပတိခုံတော့ဒီဝါတာပတိဂါရာကို28ခေါက်ပူဇော်ပေးခြင်းအပြင်မိမိတို့ရဲ့မေ့နေတော့မိမိတို့စာတွေကိုလည်းမှတ်မိလာမယ်မိမိတို့ရဲ့ဉာဏ်လည်းထပ်လာမယ်မိမိတို့သွားချင်သောပညာရေးပန်းတိုင်ကိုလည်းလှည့်လည်မြန်မြန်နဲ့အမြန်ဆုံးလွယ်လွယ်ကူကူနဲ့အထက်အငေါ့မရှိဘဲနဲ့အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးနယ်ပယ်မှာထူးချွန်ခြင်းနဲ့ပေါ့နော်900သားသမီးကလေးတွေပေါ့နော်မိသားစုဝင်တွေပေါ့နော်ရှိခဲ့တယ်ဆိုလို့ရှိရင်မိမိတို့ရဲ့သားသမီးတွေအတွက်မိမိတို့အတွက်ပေါ့နော်မိမိတို့လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ပညာရေးနဲ့ပတ်သက်ပြီးဖျောင်းတိုင်အဝါရောင်လေးတစ်တိုင်ကိုမိမိတို့ရဲ့နေအိမ်မှာရှိသောဖျားကျောင်းဆောင်မှာထွန်းညှိပူဇော်ပြီးစီမီကုသိုလ်ပေါ့နော်ထွန်းညှိပူဇော်ပြီးရဲ့အခါမှာဒီဝါတပိဂါရာကို28ခေါက်ပူဇော်ပေးခြင်းအဖြစ်တွေမိမိတို့ရဲ့ဉာဏ်ပညာတွေပွင့်လန်းလာမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့ဖျားနိုင်အဝါရောင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်ထပ်ရတရားလေးတစ်ခုကတော့စီးပွားရေးနဲ့ပတ်သက်တဲ့ရတရားလေးပါစီးပွားရေးမှာအနှောက်အယှက်တွေအဟန့်အတားတွေရှိနေတဲ့ဓမ္မမိတ်ဆွေတွေပေါ့နော်မိမိတို့ရဲ့စီးပွားရေးအနှောက်အယှက်တွေကိုကင်းကျင်တဲ့မိမိတို့စီးပွားရေးကောင်းကျင်တဲ့အောင်မြင်မှုတွေရရှိခြင်းနဲ့ဆိုလို့ရှိရင်မိမိတို့ရဲ့နေအိမ်မှာမနော်ဖျောင်းနိုင်အဝါရောင်လေးတစ်ထိုင်ကိုထွန်းညှိပြီးတော့အခုလိုမျိုးပဲဒီဝါတာပီဂါရာကိုမနက်28ခေါက်ည28ခေါက်ပူဇော်ပေးခြင်းအပြင်မိတို့ရဲ့အိမ်မှာစီးပွားလာပါတယ်တိုးတက်လာမှာဖြစ်ပါတယ်ရှင်ရုံကြည်ကြည်နဲ့လောက်ကြည့်ပေါ့နော်ယုံကြည်ကြည်နဲ့လှုပ်ကြည့်ကြည့်ပါအကျိုးထူလာပါလိမ့်မယ်ရှင်ဒါပေမဲ့ပြောချင်တာကဒီရတရားဒီတရက်ထဲနဲ့ပြီးတော့တဲ့ရတရားလည်းမဟုတ်ပါဘူးရှင်ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးနယ်ပယ်တစ်ခုလုံးကိုပညာရေးနယ်ပယ်ပေါ့နော်ရှောက်လန်းနေစဉ်ကာလအတွင်းမှာယုံကြည်ကြည်နဲ့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပညာရေးမပြီးမဆုံးခြင်းပေါ့နော်ကိုပူဇော်သွားပါလို့ဆရာမလေးကအထူးသတိပေါ့နော်ပေးပါတယ်ပေါ့နော်နောက်တစ်ခုကကျစီးပွားရေးနဲ့ပတ်သက်ပြီးစီးပွားရေးလုပ်ငန်းရှင်တွေမိမိတို့ရဲ့စီးပွားရေးတိုးတက်အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့မနက်ကို28ခေါက်ညကို28ခေါက်ဒီဝါတာပီဂုံတော်ကိုပူဇော်ရေးဖျောင်းနိုင်အဝါလေးထွန်းညှိလိုက်မယ်ဆိုလို့ရှိရင်မိမိတို့ရဲ့အတိုက်အခိုက်တွေမိမိတို့စီးပွားရေးနဲ့တိုက်ခိုက်ထားတာပဲဖြစ်ဖြစ်လူမှုရေးနဲ့တိုက်ခိုက်ထားတာပဲဖြစ်ဖြစ်အတိုက်အခိုက်တွေလည်းကင်းဝေးမှာဖြစ်ပါတယ်ရှင်ဆရာမလေးကတော့တဏ္ဍတိုက်ဆရာမလေးစောနန်းဖြစ်ပါတယ်ရှင်မိမိတို့ရဲ့ဇာတာကိုစစ်ချင်တာပဲဖြစ်ဖြစ်တိုက်ပိုင်းဆိုင်ရာမှာပဲမေးချင်တာပဲဖြစ်ဖြစ်နှစ်ပိုင်းဆိုင်ရာကိုပဲမေးချင်တာပဲဖြစ်ဖြစ်မေးချင်တယ်ဆိုလို့ရှိရင်တော့ဆင်မလေးရဲ့ TikTok ချက်ပေါက်မှာလာပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ကဲဒီနေ့တော့တာယာပျော်ရွှင်တဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်ကြပြီးတော့မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေလို့နှုတ်ခွန်းဆက်တာရေးနဲ့ညီကုန်းချုပ်လိုက်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။